ကနေပြီးတော့အခွင့်အရေးပြောကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာnegative thinking တွေမရှိတော့ဒါတွေဒီအဲပါမယ်နော် never ဖြစ်ရအောင်မှန်တယ်သူမိသားစုကိုတရားသင်ကြားနေဖြစ်ပါတယ်